မိတ်ဆွေတို့ရဲ့ဖုန်းကမိတ်ဆွေပါတွေလုံနေတယ်လေဆိုတာကိုအမြဲတမ်းချေရခံနေပြီးတော့မိတ်ဆွေပြောသမျှစကားလုံးတွေကိုလည်းခုနာထောင်နေတယ်ဆိုတာမိတ်ဆွေယုံလားဘယ် app တွေကိုသုံးနေတယ်လဲဘာတွေရေးနေတယ်လဲအင်တာနက်မှာဘာတွေရှာဖွေချင်နေတယ်လဲဆိုတာကိုဖုန်းကနေပြီးတော့စောင့်ကြည့်နေတာပါအဲ့ဒီ feature တွေကို Android ဖုန်းတိုင်းမှာပုံမှန် setting လိုပဲ auto ဖွင့်ပေးထားပါတယ်မင်္ဂလာပါဒီနေ့ဗီဒီယိုထဲမှာတော့မိတ်ဆွေရဲ့ဖုန်း battery ကိုအကုန်မြန်စေပြီးနောက်ွယ်ကနေအလုပ်လုပ်နေလို့ဖုန်းကိုလေးလံစေတဲ့အပြင်မိတ်ဆွေကိုအမြဲစောင့်ကြည့်နားထောင်နေတဲ့ဖုန်း setting feature ၄ခုကိုဘယ်လိုပိတ်ထားရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Okay မစခင်မှာကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ထားပြီးဗီဒီယိုကို like ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ Okay စလိုက်ကြရအောင်။ပထမအဆုံး setting တစ်ခုအနေနဲ့ personalized usage share data ကိုပိတ်ထားတဲ့နည်းနဲ့အရင်ဆုံးပြောပြပေးမှာဖြစ်ပါတယ်။အရင်ဆုံးမိတ်ဆွေရဲ့ဖုန်း setting ထဲကိုတွားလိုက်ပါ။ setting ထဲရောက်ပြီဆိုရှင်တော့အောက်ဘက်ဆင်းသွားလိုက်မယ်ကိုကေကိုလိုက်ပြီးတော့ရှာလိုက်ပါကိုကေထဲကိုနှိပ်ပြီးတော့ဝင်သွားလိုက်ပါโอเคဒီထဲမှာဒီလိုလေးပေါ်လာပြီဆိုရှင်တော့ all service ကိုနှိပ်ပြီးတော့ဝင်လိုက်ပါပြီးတော့အောက်ဘက်နည်းနည်းဆင်းသွားလိုက်မယ် personalized usage share data ကိုနှိပ်ပြီးတော့ဝင်လိုက်ပါโอเคဒီထဲမှာဆိုလို့ရှိရင်တော့ဖွင့်ထားတဲ့ဖုန်းထဲက app စင်းတွေကိုအကုန်လုံးအခုလိုမြင်ရမှာဖြစ်ပါတယ်ဒီ feature တွေက app တွေကိုဖုန်းမှာမိတ်ဆွေလုပ်သမျှအရာအားလုံးကိုစောင့်ကြည့်ခွင့်ပေးထားတာဖြစ်ပါတယ်ဒါက battery ကိုကုန်မြန်စေလို့ဖုန်းကိုလေးလေးလံစေပါတယ်ဒါကြောင့်ဒီစင်းထဲမှာရှိတဲ့ app တွေအကုန်လုံးကိုတစ်ခုချင်းစီကိုဒီလိုပိတ်ပြီးတော့အကုန်လုံးလိုက်ပြီးတော့ turn off လုပ်ပြီးအခုလိုလေးပိတ်ထားပေးလိုက်ပါโอเคအခုနောက်ထပ်ဒုတိယ setting တစ်ခုကိုပြန်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီထက်ကနေ best ကိုနှိပ်ပြီးတော့ထွက်သွားလိုက်ပါအောက်ဖက်အနေနဲ့ဆင်းသွားလိုက်ပါ music and diagnostic state ဆိုတဲ့ညထဲကိုနှိပ်ပြီးတော့ဝင်သွားလိုက်ပါโอเคဒီ feature ကလည်းမိတ်ဆွေကဖုန်းကိုဘယ်လိုသုံးနေတယ်လဲဘယ် app တွေကိုသုံးနေတယ်လဲဆိုတဲ့အချက်လက်တွေကိုစုဆောင်းပြီးတော့ကိုကေးစီကိုပို့ပေးနေတာဖြစ်ပါတယ်ဒါဟာလည်းဖုန်းကိုလေးလံစေပြီးတော့ battery ကိုအရင်ကုန်စေတဲ့အတွက်ဒါကိုလည်းပိတ်ထားဖို့လိုပါတယ် off လုပ်ပြီးတော့ပိတ်ထားပေးလိုက်ပါကဲအခုနောက်တစ်ခါ3ခုမြောက် setting ဖြစ်တဲ့တတိယ setting ကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖုန်းထဲက advertising ID ကိုဖြတ်တဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်ကဲကျွန်တော်တို့အနေနဲ့ဖုန်း setting လေးထဲကိုနှိပ်ပြီးတော့ဝင်သွားလိုက်ပါ setting ထဲရောက်ပြီဆိုရှင်တော့ခုနကနေရာကိုပဲဆက်ပြီးတော့တွားလိုက်ပါအောက်ဖက်ကိုဆွဲပြီးတော့မှကိုကေကိုလိုက်ပြီးတော့ရှာလိုက်ပါကိုကေချုံနှိပ်ပြီးတော့ဝင်လိုက်မယ်ကဲပြီးတော့ဒီမှာ all service ထဲကိုထပ်ပြီးတော့နှိပ်လိုက်မယ်ပြီးတော့ဒီထဲမှာကျွန်တော်တို့ ADS ဆိုတဲ့နေရာကိုလိုက်ပြီးတော့ရှာပေးရမှာပဲဖြစ်ပါတယ်အောက်ဘက်ကိုနည်းနည်းဆင်းသွားလိုက်မယ်โอเคဒီမှာ ADS ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ on လိုက်မယ် ADS မှာကဲဒီ feature လေးကတော့မိတ်ဆွေရဲ့ဖုန်းမှာဘာတွေရေးနေတာလဲဘာတွေရှာနေတာလဲပြီးတော့ microphone ကိုတုံးပြီးတော့မိတ်ဆွေပြောသမျှစကားလုံးတွေကိုပါနားထောင်ပြီးတော့မိတ်ဆွေစိတ်ကြိုက်ကြော်ညာတွေပြန်လာပြဖို့အချက်လက်တွေကိုစုဆောင်းနေတာဖြစ်ပါတယ်မိတ်ဆွေကဖုန်းနားမှာတစ်ခုခုအကြောင်းပြောတာနဲ့အဲ့ဒီ PC ရဲ့ကြော်ညာတွေချက်ချင်းပေါ်လာတာမျိုးကြုံဖို့ကြမယ်ထင်ပါတယ်အဲ့ဒါဒီ feature ကိုကျွန်တော်တို့ဖွင့်ထားလို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါကိုရပ်တန့်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီ advertising ID ဆိုတဲ့ဟာလေးကို reset နှိပ်ပြီးတော့မှ advertising ID ကို delete လုပ်ပြီးတော့ဖြတ်ထားပေးရမှာပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ reset advertising ID ကို click လုပ်မယ်ပြီးလို့ရှိရင်တော့ confirm ကိုနှိပ်ပေးလိုက်မယ်ကဲဒါဆိုရှင်တော့ကိုယ့်ရဲ့အကြောင်းစုဆောင်းထားပြီးတာအချက်လက်တွေကိုဖြတ်ပစ်ပြီးသားဖြစ်ပါပြီနောက်တစ်ခါကျွန်တော်တို့ဒီအောက်နားလေးက delete advertising ID ဆိုတဲ့ဟာလေးကိုထပ်နှိပ်ပြီးတော့ဒါကိုလည်း confirm လုပ်ပေးလိုက်ပါ delete advertising ID ကိုတစ်ချက်နှိပ်မယ်ပြီးရင်တော့ဒီမှာ delete advertising ID ဒါလေးကိုတစ်ချက်နှိပ်မယ် okay advertising ID delete ဒီလိုလေးဖြစ်နေပြီဆိုလို့ရှိရင်တော့ advertising ID ကိုလည်းကျွန်တော်တို့ဖြတ်လိုက်ပြီးပဲဖြစ်ပါတယ်ဒါဆိုရင်ဒီ feature ကမိတ်ဆွေကိုထပ်ပြီးတော့ခြေရာခံနိုင်တော့မှာမဟုတ်တော့ပါဘူး okay အခုနောက်တစ်ခါနောက်ဆုံးအနေနဲ့၄ခုမြောက် setting ဖြစ်တဲ့ web and app activity ကိုဘယ်လိုပိတ်ထားရမလဲဆိုတာလေးကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီ setting ထဲကနေပြီးတော့တစ်ချက်ထွက်သွားလိုက်မယ် phone screen ပေါ်မှာရှိတဲ့ Google Chrome ကိုလိုက်ရှာလိုက်ပါ Chrome ထဲကိုနှိပ်ပြီးတော့ဝင်သွားလိုက်ပါ okay Chrome ပေါ်ရောက်ပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးညာဘက်တောင်းသားလေးကအဆက်3ဆက်ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ setting ထဲကိုတစ်ချက်နှိပ်ပြီးတော့ဝင်သွားလိုက်ပါကိုယ့်ရဲ့ Google account profile name လေးထဲကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါပြီးတော့အောက်ဘက်ကိုဆင်းသွားလိုက်မယ်
manage your Google account ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါကျွန်တော်ရဲ့ Google Gmail account ထဲကိုရောက်သွားမှာပဲဖြစ်ပါတယ်ကဲဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့ data and privacy ဆိုတဲ့နေရာမှာနှိပ်ပြီးတော့ဝင်လိုက်ပါOkay ဒီ data and privacy ဆိုတဲ့နေရာမှာကိုကျွန်တော်တို့ဒီအောက်နားလေးက web and app activity ဆိုတဲ့နေရာမှာအခုလို on ဖြစ်နေတယ်เนาะဒီမှာ on ဖြစ်နေတဲ့ဟာကိုနှိပ်ပြီးတော့မှကျွန်တော်တို့က off ဖြစ်သွားအောင်ပိတ်ထားပေးရမှာပဲဖြစ်ပါတယ်ကွယ်เนาะ Okay ဒီအောက်မှာ web and app activity ဆိုတဲ့နေရာမှာအခုလို on ဖြစ်နေတာကို off ဖြစ်သွားအောင်ပိတ်ထားပေးရမှာပဲဖြစ်ပါတယ်ဒီနေရာမှာ Google ကနေပြီးတော့မိတ်ဆွေ internet မှာပါရီရှာနေတယ်ဘယ်နေရာတွေကိုတွားနေတယ်နောက်ဆုံးမိတ်ဆွေပြောလိုက်တဲ့ voice attach နဲ့ခိုင်းစေမှုတွေကိုပါမှတ်တမ်းတင်သိမ်းဆည်းထားတာဖြစ်ပါတယ်ဒါကိုပိတ်ထားဖို့လိုတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာ off ဖြစ်သွားအောင် turn off ကိုတွားပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာတစ်ချက်နှိပ်ပြီးတော့ဝင်သွားလိုက်မယ် Okay ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့အောက်ကနေနဲ့ဆင်းသွားလိုက်မယ် Okay เนาะဒီနေရာမှာ app activity ဆိုတဲ့နေရာမှာဒီမှာ turn off ဆိုတဲ့နေရာမှာမိတ်ဆွေကတစ်ချက်နှိပ်လိုက်ပါပြီးတော့ turn off and delete activity ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါကဲဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါသူ့ရဲ့ policy တွေကိုအကုန်လုံးလိုက်ပြီးတော့ဒီလိုဖတ်ပေးလိုက်ပါเนาะပြီးတော့ဒီနေရာမှာ next ကိုနှိပ်လိုက်ပါ Okay ဒီနေရာမှာ next ကိုထပ်ပြီးတော့နှိပ်လိုက်ပါဒီမှာ delete ကိုနှိပ်လိုက်ပါ X ကိုနှိပ်ပါ Okay ဒီနေရာမှာကြည့်လိုက်ပါအခု off ဖြစ်နေပေါ့နော် turn on ပေါ်တယ်ဒီမှာ off ဖြစ်နေပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ပိတ်လိုက်ပြီပဲဖြစ်ပါတယ်ဒီနေရာမှာ pause ဖြစ်နေပြီပေါ့နော်ဒီလိုလုပ်လိုက်ခြင်းအဖြစ်ကိုယ့်ရဲ့ချက်လက်တွေကို Google ကအသေးစိတ်လိုက်မမှတ်တော့တယ်လို့ background မှာအချက်လက်တွေပို့ပေးနေစရာမလိုတော့တဲ့အတွက်ဖုန်း battery ကိုလည်းပုံမတက်တာသွားစေမှာဖြစ်ပါတယ်ဒီလိုလုပ်လိုက်ခြင်းအဖြစ်ကိုယ့်ရဲ့ချက်လက်တွေကို Google ကအသေးစိတ်လိုက်မမှတ်တော့တယ်လို့ background မှာအချက်လက်တွေကိုပို့ပေးနေစရာမလိုတော့တဲ့အတွက်ဖုန်း battery ကိုလည်းပုံမတက်တာသွားစေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ setting တွေကိုပြောင်းပြီးတဲ့နောက်မှာမိတ်ဆွေရဲ့ဖုန်းဟာပုံမမြန်ဆန်လာမယ် battery ပူခံလာမယ်ပြီးတော့အရေးကြီးဆုံးကမိတ်ဆွေကိုခြေရခံတော့မှာမဟုတ်တော့ပါဘူးဟုတ်ကဲ့ပါဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင် like ပေးခဲ့ဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်မင်္ဂလာပါ